အားလုံးပဲမင်္ဂလာပါရှင်ဝီ audio book မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စာရေးသူဆောင်းလူလေးရေးသားထားတဲ့မြေလက်တက်ပေမဲ့ရေစည်းကကျန်းနေဆိုတဲ့ဝတ္ထုတို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ယခုသွားရောက်နေသောခီးစဉ်သည်ကျွန်တော်အတွက်မွေးရမြေသို့နောက်ဆုံးသွားရောက်သောခီးစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်အနာဂတ်တွင်မွေးရမြေ၌ကျွန်တော်ခင်တွယ်သူများရှိတော်မူမဟုတ်သလိုကျွန်တော်ငယ်စဉ်ကနေထိုင်ခဲ့သည့်အိမ်တီလည်းရှိတော့မည်မဟုတ်ပေအဘယ်ကြောင့်ဆိုတော့ယခုမွေးရမည်သို့ပြန်နေခြင်းမှာငယ်စဉ်ကကျွန်တော်တို့မိသားစုနေခဲ့သောအိမ်ကိုအပြီးအပိုင်ရောင်းချရန်တွားရောက်နေခြင်းဖြစ်သောကြောင့်ဖြစ်ပါ၏ငယ်စဉ်ဘဝသည်ကြည်နူးချမ်းမြေ့ပွဲမဟုတ်တော့လဲဇာတိရက်ရွာဖြစ်သည်မို့ကျွန်တော်တန်ရောစဉ်တွေ့ရပါသည်ကားကိုမောင်းလာရင်းမှကျွန်တော်အတွေ့အထဲတွင်ငယ်ဘဝပုံရိပ်များထင်ဟပ်လာပါတော့သည်ကျွန်တော်တို့အိမ်ကလေးကကျွန်တော်ဇာတိမြို့ကလေးဤအချက်အခြာကျသောနေရာတွင်ရှိပါသည်သို့တော့အိမ်ကလေးတော့အိုဟောင်းလာပါပြီကျွန်တော်အမေရဲ့အဖိုးအဖွားများလက်ထက်ကလေးကပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီးအမေတို့မောင်နှမကအမွေရခဲ့သည်စီးပွားရေးမပြေလည်၍အမေတို့လက်ထက်တွင်ပြုပြင်မွမ်းမံနိုင်ခြင်းမရှိသလိုအိမ်ကလေးမှာကျွန်တော်ငယ်စဉ်ကလေးကပင်အိုဟောင်းနေပါပြီအမေသည်ဤအိမ်ကလေးတွင်ကြာရှည်နေထိုင်ခွင့်မကြုံခဲ့ရပါကျွန်တော်အသက်8နှစ်ကျွန်တော်ညီမအငယ်ဆုံးလေးအသက်3နှစ်အရွယ်တွင်အမေကွန်လွန်သွားခဲ့ပါသည်ကျွန်တော်တို့မောင်နှမ3ယောက်သည်အဖေအမေရဲ့မောင်ကျွန်တော်ဦးလေးတို့နဲ့ထိုအိမ်လေးတွင်နေထိုင်ကြီးပြင်းခဲ့ရပါသည်ကျွန်တော်တို့မောင်နှမ3ယောက်တွင်ကျွန်တော်ကအကြီးဆုံးဖြစ်ပြီးကျွန်တော်အောက်မှာအေးအေးနဲ့ထွေးထွေးဆိုသည့်ညီမလေး2ယောက်ရှိပါသည်ကျွန်တော်အဖေမှာလက်သမားဆရာဖြစ်သည်သို့တော့အမေကွယ်လွန်ပြီးနောက်ပိုင်းစိတ်လေးလွင့်ကအဖေသည်အလုပ်ကိုကောင်းကောင်းမလုပ်အယက်သာဖိတောက်နေခဲ့ရာအယက်သမားစစ်စစ်ကြီးဖြစ်နေပါပြီကျွန်တော်ဦးလေးသာမရှိခဲ့လျင်ကျွန်တော်တို့မောင်နှမ3ယောက်ဘဝမှာတွေးဝွန့်စရာမရှိပါဦးလေးကျေးဇူးကြောင့်သာကျွန်တော်တို့ပညာသင်နိုင်ထမင်းနှက်မှန်အောင်စားနိုင်ခဲ့ခြင်းဖြစ်ပါသည်ကျွန်တော်တို့ကလေးသိန်းဟုခေါ်သောအမေရဲ့မောင်ကျွန်တော်ဦးလေးကိုတင်သိန်းရှာကျွေးရတာကျွန်တော်တို့နှက်မှန်ခဲ့ရသည်မိဘကိုစော်ကားလိုခြင်းမဟုတ်တော့လဲကျွန်တော်ဖခင်သည်လေးသိန်းလောက်ကျွန်တော်တို့အပေါ်တာဝန်မကြီးခဲ့ပါလေးသိန်းသည်လည်းပညာတတ်တစ်ယောက်မဟုတ်ပါ၍ဝင်ငွေများများမရှာနိုင်ခဲ့ပါတူမများကိုချစ်စိတ်ဖြင့်သာလေးသိန်းခမလဲအပင်ပန်းခံကြိုးစားရုန်းကန်ရရှာခြင်းဖြစ်ပါသည်လေးသိန်းသည်အရက်ထဲတွင်အိမ်တွင်မှအဝတ်လျှော်ခြင်းထင်းခွဲရေခတ်ပေးခြင်းတန့်ရှင်းရေးလုပ်ပေးခြင်းအစားအသောက်ကူညီချက်ပြုတ်ပေးခြင်းစသည့်အလုပ်များကိုပင်ပန်းစွာလုပ်ကင်ကပတ်စံကိုအောက်ကျနောက်ကျရှာခဲ့ရပါသည်မြို့မှာအလှမင်္ဂလာပွဲများရှိလျင်လဲလေးသိန်းကတွားရောက်လုပ်ကင်ပေးတတ်ကပတ်စံရအောင်ရှာတတ်သည်သူများပေးခြင်းကမ်းခြင်းအောင်လဲရိုကြိုလုပ်ကင်ပေးရှာပါသည်လေးသိန်းသည်ထိုကဲ့သို့အိမ်ဘာဟီရအလုတ်ကလေးများကိုသာလောက်ကင်ရင်ဝင်ငွေရအောင်ရှာတတ်ပါသည်အဖေတို့လိုလက်သမားဆေးတုပ်သမားပယံသမားအလုပ်မျိုးမလုပ်နိုင်ရှာပါလေးသိန်းကိုဘယ်သူကမှလည်းထိုအလုပ်မျိုးမခိုင်းပါအဘယ်ကြောင့်ဆိုတော့လေးသိန်းသည်မိန်းမစိတ်ပေါက်နေသောမိန်းမရှာတစ်ယောက်ဖြစ်နေသောကြောင့်ပင်ကိုတင်သိန်းခေါ်လေးသိန်းကိုတရက်လုံးကအသိန်းလိုပဲခေါ်ကြသည်အသိန်းဟုဆိုလိုက်လျင်လေးသိန်းကိုဆိုလိုမှတမျိုးလုံးကပင်တိကြပါသည်လေးသိန်းကိုအလုတ်ခေါ်ခိုင်းဖို့လိုလားလားရှိကြသည့်အချက်ထဲတွင်လေးသိန်းရောင်တတ်သောကြောင့်လည်းပါသည်သူ့ခါကိုတို့လျင်ရောင်တတ်သည့်လေးသိန်းအကျင့်ကလူတွေကိုဟာတာဖြစ်စေသည်ရေမောရစေသည်စိတ်ပျော်ရွှင်စေပါသည်လေးသိန်းသည်ခါကိုအတို့ခံရလျင်ရောင်ပြီးပါဇက်ကပေါက်တက်ကရအယုတ်တအနတ္တများထွက်လာတတ်ပါသည်ခါကိုတို့ပြီးရှေ့ကပြလျင်သူလဲလိုက်ကတတ်ပြီးသူ့ကိုစားနောက်သူကအကရက်လိုက်တော့လဲသူကတော့တချင်းတပုတ်ဆုံးတီထိကနေတတ်၏ဟဲ့အနှုတ်ဆုပ်ကုတ်ဆုပ်ပလုတ်တို့တယောက်ကခါကိုတို့လိုက်လျင်လေးသိန်းရုတ်တရက်လိုက်ရောင်တိုင်းအနားမှရှိတဲ့လူများရဲမောကြရသည်တခါတရံတော့လဲသူ့ခါကိုရုတ်တရက်တို့လိုက်လျင်ယောက်ျားပါသားအမောင်ထဲမှာကြော်ဟိနဲ့ငါနဲ့ညာအစီအငေါ်မတည့်သောစကားများလေးသိန်းနှုတ်ကထွက်ပေါ်လာတတ်ပြန်သည်တခါက
ရှင်ပြုအလှပွဲတစ်ခုတွင်လေးသိန်းငရုတ်တီးထောင်းနေတော့ကိုတင်မောင်ဆိုသူလူပြိုကြီးကခါးကိုတို့လိုက်ကငရုတ်တီးတွေမျက်နှာစင်တင်မောင်ငါရဲ့လင်းလေးသိန်းနှုတ်ကရုတ်တရက်ရောင်းလိုက်သောစကားကြောင့်ဘေးကလူတွေတအုံအုံရေမောကြတော့သည်ပေါ်ကုန်ပြီတင်မောင်ဘယ်တော့ကနေလင်ဖြစ်လိုက်တာလဲအသိလူပြိုကြီးတင်မောင်နဲ့အသိနဲ့ခြေပုံးခုန်နေကြတာဟေးပေါ်ပြီဟာမဟုတ်ပါဘူးတော့သူခါတို့လို့ကြောက်ပါတာရောင်အောင်လိုက်တာပါကျုပ်နဲ့တင်မောင်ဘာမှမဖြစ်ဘူးတောက်ချောက်မှနင်းကြောင့်ငါ့ကိုလူတွေတမျိုးထင်ကုန်ကြပြီကိုတင်မောင်ကရှက်သွားကလေးသိန်းကိုအပြစ်ပြောလိုက်သည်ဟဲ့မသားနင်ဘာလို့ငါခါကိုလာတို့သေးလဲငါရောင်တမှန်သိရသားနဲ့ကဲပါကွာအခုမှညင်းမနေကြနဲ့တင်မောင်နဲ့အသိန်းကိုအတိမတ်ပြုလိုက်ကြဟေ့သူတို့ဇုံတွဲကိုလူကြီးစုံရနဲ့ပေးစားကြရအောင်ဟာဗျာခမည်းတော်ကလည်းအလူကိုကူလို့ဖို့လာတဲ့လူပြိုကြီးကိုတင်မောင်ရှက်ရှက်နဲ့ထွက်ပြေးသွားပါတော့သည်တခြားသူများအတွက်ရေမောစရာဖြစ်တော့လဲကျွန်တော်ဦးလေးအတွက်ရှက်နေခဲ့ရပါသည်မိမရှာဖြစ်နေလို့ရှက်ရတဲ့ကြားတဲ့ရောင်တတ်သောဦးလေးနှုတ်မှပောက်ကရစကားများကြောင့်ပို့ပြီးရှက်ခဲ့ရပါသည်ကျွန်တော်အတွက်ရှက်စရာဟုခံစားရတော့လဲရောင်တတ်ချင်းသည်လေးသိန်းအတွက်အခွင့်အလန်းတစ်ခုဖြစ်နေခဲ့ပါသည်ခိုင်းစရာရှိရင်အသိန်းကိုခေါ်ခိုင်းဟဲ့သူကအလုပ်လဲစစ်ဆက်လုပ်တယ်ရဲလဲရဲရတယ်ဟုတ်ပပြင်းရင်သူ့ခါလေးတို့လိုက်ရုံပဲသူရောင်ရင်တိတ်ရရတာခါတို့ပြီးတချင်းလေးတစ်ပိုက်သာလက်ခုပ်တီးဆိုပေးလိုက်ကလို့မဆုံးတော့ဘူးအဲ့ဒါကြောင့်ကျုပ်တို့တော့အိမ်မှာလှုပ်ရှားရှိရင်အသိန်းကိုခေါ်ခိုင်းလိုက်တာပဲအသိန်းကိုအလုပ်ခိုင်းရတာအလုပ်အတွက်လဲစိတ်ချရတယ်ရဲလဲရဲရတယ်ဟဲ့ရောင်တတ်သည့်အချက်တစ်ချက်နဲ့ပင်လေးသိန်းမှာအလုပ်များမအားအောင်လုပ်ရသည်မြို့မှာအလှပွဲမင်္ဂလာပွဲရှိလျင်အလှရှင်များကလေးသိန်းကိုမရမကလာခေါ်ကြသည်လေးသိန်းသည်သူတို့အတွက်အလုပ်ကိုတေးသေးတသက်လုပ်ပေးနိုင်သူဖြစ်တယ်လို့ဟာတာဖြင့်ဖျော်ဖြေပေးသောလူရှင်တော်တူလည်းဖြစ်နေပါသည်အလှပွဲများတွင်လေးသိန်းကိုတယောက်ပြီးတယောက်ခါတို့ကရေမောကြသည်ကခိုင်းကြသည်အများအတွက်ရဲစရာဖြစ်တော်လဲကျွန်တော်ကတော့ဦးလေးဖြစ်သူကိုကြည်ကတနာမိပါသည်ကခုံပြီးမောပန်းနေသည့်လေးသိန်းကိုကြည်ကစိတ်မကောင်းဖြစ်မိပါသည်လေးသိန်းအဲ့ဒီလိုအလုပ်တွေမပြတ်လို့ရလို့လေကျွန်တော်တို့မောင်နှမ3ယောက်ထမင်းနတ်မှန်စားနိုင်ပြီးကြောင်းနေနိုင်ခြင်းဖြစ်ပါသည်တခါကကျွန်တော်ကြောင်းသွားရလမ်းရှိအိမ်တအိမ်တွင်လေးသိန်းအဝတ်တွေလျှော်နေသည်ထိုအိမ်မှကလေး3ယောက်ကလေးသိန်းခါကိုတို့ကရေမောနေကြသည်ခါအတို့ခံရသောလေးသိန်းသည်ပါဇက်ကအယုဒ္ဓအနတ္တတွေလည်းပြောကလေးတွေလက်ခုပ်တီးတချင်းဆိုပေးတိုင်းအလိုက်အတိုင်းကလေးကပြရင်အမောဆိုနေပါသည်နေပါအောင်ဟဲ့နေပါအောင်ကလေးတွေရဲ့ငါအဝတ်လျှော်ပြီးရင်နေတို့ကိုတောဝါကြီးကပြပါမယ်အဝတ်ဖြောင်ဖြောင်လျှော်ပြရစီမောလွန်းလို့ပါဟဲ့မောဟိုက်တန်ကြီးဖြင့်တောင်းပန်နေသောလေးသိန်းကိုကြည့်ကကျွန်တော်မျက်ရည်ဆိုလာပြီးထိုအိမ်အနီးမှပြေးထွက်ခဲ့မိပါတော့သည်လေးသိန်းအတွက်အနောက်အရှက်တစ်ခုမှာကျွန်တော်အဖေကိုမြဆောင်ဖြစ်ပါသည်အိမ်အတွက်စားဝတ်နေရေးကိုလေးသိန်းတာဝန်ယူထားလို့အိမ်ကိုငွေပေးရမလို့သူရတဲ့လောက်ခကိုသူ့ဘာသာအရက်တောက်ပစ်သည်ဒီကြားတဲ့အလုတ်သိမ့်မကောင်းချိန်များတွင်ဝင်မရှိသောအရက်ဖိုးလိုသည်လေးသိန်းဝတ်ထားသောပတ်စံများကိုအရက်တောက်ဖို့လေးသိန်းမသိအောင်ယူသည်ဟဲငါကောင်အောင်စွတ်ထဲမှာထည့်ထားတဲ့ပတ်စံတွေဘယ်ရောက်ကုန်တော့တေချင်းစိုးမြဆောင်နေမဲမဟုတ်လားနေအရက်တောက်ဖို့ယူတာမဟုတ်လားအချောက်မကိုဟာကိုဘယ်ထားမှန်းမသိဘဲနဲ့ငါ့ကိုလာဆွတ်ဆွဲမနေနဲ့ဟဲ့ဒီအိမ်မှာငါပတ်စံကိုခိုးမဲ့သူနေ့တယောက်ပဲရှိတယ်နေမခိုးလို့ဘယ်သူခိုးမှလဲအရက်သမားရဲ့တကယ်တော့သူ့ရန်ကြောက်လို့လုံချုံမလားထင်ပြီးခေါင်းအောင်ထဲထဲမိပါတယ်ဘယ်အချိန်ကချောင်းကြည့်ပြီးမှတ်ထားတယ်မသိဘူးပေးပြန်ပေးမသိဘူးကုန်ပြီငါအရက်တောက်ပြစ်လိုက်ပြီတေချင်းဆိုကာလနာအလက်မလေးကចောင်းဝတ်စုံဟောင်းမီဆိုလို့ဝတ်စုံအစ်စ်လေးဝယ်ပေးဖို့ငါစုထားတာအကြီးကောင်ကလည်းသူ့အတန်းထဲမှာရေအိုးဘိုးနဲ့တမျက်စီးဘိုးသွင်းရအောင်ပါတဲ့အခုတော့ကုန်ပါပြီဟဲ့နားကြီးတဲ့ကန်နူးမယာပြန်ရှာပေါ့မသားပြောတော့လွယ်တယ်နင့်သားသမီးတွေအတွက်ငါစုထားတာဟဲ့
နေငါမွေးအောင်လုံယုံလုပ်ပြီးဘာတာဝန်ယူတယ်လဲငါကတော့ငါအမကမွေးခဲ့တဲ့ကလေးတွေမို့တန်ရောစင်ကြည့်လိုက်ရတာငါပတ်စံနဲ့တောက်တဲ့ရေအပင်းဖြစ်ပါစေတော့ဟဲ့ဒီအချောက်အဖေကပြေးလာပြီးလေးသိန်းပါးကိုလက်ပြန်ရိုက်ချလိုက်ရာလေးသိန်းညီကြီးပေါ်ပြစ်လဲကျသွားသည်အဖေမလုပ်ပါနဲ့အဖေရဲ့ညီမလေးနှစ်ယောက်ကငိုယိုတားမြစ်သည်လေးသိန်းလည်းအဖေကိုပြန်မလုပ်ရဲရှာတကယ်တော့ဒါမျိုးအဖြစ်ဟာကျွန်တော်တို့အိမ်အတွက်ရိုးနေပါပြီနောက်ပိုင်းတွင်လေးသိန်းကသူ့ပတ်စံအားလုံးကိုသူ့ပစိုးခါကြတဲ့ရင်သာကြစ်ပါအောင်လိတ်ထားတော့သည်ဒါတောင်လေးသိန်းအိတ်နေတော့အဖေကပစိုးကိုဖြေကရအောင်ယူတတ်သေး၏တကယ်တော့လေးသိန်းဝါဒနာပါသောဖြစ်ချင်သောဘဝမှာနတ်ကတော့ဖြစ်ပါသည်မိမရှာဖြစ်နေသောလေးသိန်းသည်နတ်ကတော့အလွန်ဖြစ်ချင်သည်မြို့ကနတ်ကတော့မိမရှာကြီးတွေကိုအမေမာမီခေါ်ကချစ်ကပ်သည်နတ်ပွဲရှိတိုင်းနတ်ပွဲမှာအချိန်ဖြုံးကကုညီညာလောက်ကင်ပေးသည်နတ်ကတော့မိမကြာကြီးများချစ်အောင်နေသည်သူ့ကိုနတ်ကတော့တယောက်ဖြစ်အောင်မြေထောင်မြှောက်ပေးဖို့တောင်းဆိုရှာသည်အသိန်းညီးငယ်ပါသေးတယ်ဤကြိုးစားရင်တနေ့ဖြစ်လာမှာပေါ့ဤညီးပညာနှုတ်သေးတယ်နတ်ကတော့ဆိုတာကြည့်တော့သာလွယ်တယ်ထင်ရတာနတ်လုတ်စင်တွေကအများသားညီးအများကြီးလစ်လာဖို့လိုပါသေးတယ်ငါသမီးငါတို့မိမရှာတွေနတ်ချစ်ပါတယ်အေးတနေ့တော့ဖြစ်စေရမှာပေါ့ကနာစီနတ်ကတော့ကြီးကလေးသိန်းကိုနှစ်သိမ့်ခဲ့သည်အသိန်းလဲနတ်ကတော့မဖြစ်အောင်ကြိုးစားမှာပါမမီတင်သိန်းတယောက်မိမရှာဖြစ်နေတာနဲ့ပဲဝမ်းသာရအောင်မယ်ဟိတင်သိန်းသာယောက်ျားစိတ်ဆိုရင်အချိန်တန်အိမ်ထောင်ပြုတ်သားကျွေးမှုမယားကျွေးမှုနဲ့ဒီကလေးတွေဘဝမတွေးဝင်စရာပဲဟုတ်ပါကိုမြဆောင်ကနိနိညညအရက်တောက်နေတာနဲ့ကလေးတွေဒုက္ခရောက်မှာအသိန်းကသူ့အမမွေးထားတဲ့တူမတွေကိုချစ်ရှာတယ်ကလေးတွေတာဝန်သူပဲယူထားတာအမကြီးပြောတာဟုတ်တယ်မှန်တယ်အသိန်းမိမရှာဖြစ်နေတာကလေးတွေကံကောင်းဖို့ပဲအိမ်နီးချင်းများဤမှတ်ချက်စကားများဖြစ်ပါသည်တနေ့ဆရာများအစည်းအဝေးရှိ၍ကျောင်းမှစောစင်းပေးလိုက်သည်ကျွန်တော်6တန်းနှစ်ကဖြစ်ပါသည်ကျွန်တော်အိမ်ပြန်ရာအိမ်ထဲတွင်အဖေနဲ့လေးသိန်းတို့အော်ကြီးဟစ်ကျဲစကားအချီအချပြောနေတန်ကိုကြားလိုက်ရသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းမှန်ပါတယ်မြဆောင်ရဲ့လုပ်ပါဟာငါမနေနိုင်လွန်းလို့ပါဟင်းမရဘူးအချောက်မှငါကောင်းကောင်းပြောနေတာနော်အဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုတိချင်စိတ်ဖြင့်အိမ်အနီးကိုခတ်တိုးတိုးချင်းကပ်ကထရံပေါက်မှချောင်းကြည့်လိုက်သည်မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်တော်မှင်တက်မိသွားသည်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုကြည့်ရင်ကျွန်တော်ဝမ်းနေလာသည်ခဏနေတော့အဖေသည်အောင်နိုင်သူစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားသောအဖေကိုလှမ်းအော်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတွေဘယ်သူနဲ့မသိစေနဲ့ဟဲ့မြဆောင်ငါပြောတာကြားရလားဘယ်သူမှပြန်မပြောနဲ့နော်ကျွန်တော်ဒီအိမ်ထဲကိုတော်တော်နဲ့မဝင်မိပဲတကားကြားတွင်ထိုင်ငိုနေမိပါသည်အတွင်းများကထိုနေရာအရောက်တွင်ကျွန်တော်ကားဆက်မောင်းလို့မရတော့ပါလမ်းဘေးတစ်ပင်အောက်တွင်ကားကိုထိုးရလိုက်ရပါသည်ကျွန်တော်တသက်တာလုံးကြောင်စောဆင်းခဲ့သောနေ့ကမြင်ခဲ့ရသည့်အဖေနဲ့လေးသိန်းတို့အဖြစ်ကိုပြန်တွေးမိတိုင်းရင်နာနေမိသည်ကြေကွဲနေမိသည်ထိုအဖြစ်ထိုမြင်ကွင်းသည်ကျွန်တော်ရင်ထဲတွင်စူးတစ်ချောင်းလိုစူးဝင်နေခဲ့သည်တွေးမိတိုင်းလေးသိန်းကိုတနာနေခဲ့ရပါသည်ကျွန်တော်သည်စိတ်တည်ငြိမ်သွားသည့်အထိတစ်ပင်အောက်တွင်နားနေပြီးမှကားကိုဆက်မောင်းထွက်ခဲ့ပါသည်တာသမီများအပေါ်တာဝန်မကျေသောလေးသိန်းကိုဒုက္ခပေးမြဲဖြစ်သောအဖေသည်ကျွန်တော်ကိုယ်တိုင်နှစ်တွင်ကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်ကကျောင်းဆက်မနေတော့ပဲအလုပ်လုပ်မည်ဟုပြောသောအခါဘာလို့ကျောင်းထွက်ရမှာလဲငါတူရဲ့လေးသိန်းကိုတနာလို့ပါလေးသိန်းတယောက်တည်းရှာကျွေးနေရတာမကြည့်ရလို့ပါလေးသိန်းရဲ့ဖြစ်ရလေသားရဲ့နင့်အဖေရှိတော့ဟာရောသူ့လောက်စားဘယ်နှပြားအိမ်ကိုပေးဘူးလို့လဲလေးသိန်းကပဲတစ်လျှောက်လုံးရှာကျွေးလာတာလေဟုတ်ပါတယ်အဲ့ဒါကြောင့်လေးသိန်းကိုဆက်ပြီးဒုက္ခမပေးချင်တော့လို့ပါတော်စမ်းငါအမကမွေးခဲ့တဲ့နင်တို့မောင်နှမ3ယောက်အတွက်ငါတဘဝလုံးကိုမြုပ်နှံထားတာ
4 သိန်းကိုတနာရင်4 သိန်းကိုချစ်ရင်ကြောင်းထွက်မဲ့စကားမပြောနဲ့ငါသား4 သိန်းကတားတို့မောင်နှမ3 ယောက်ကိုဘွဲရတဲ့အထိကြောင်းထားပေးနိုင်ပါတယ်4 သိန်းရဲ့မဖြစ်နိုင်ဘူးထင်လို့လားမောင်ထင်အောင်အခု4 သိန်းနှက်ပွဲတွေဝင်ကောက်ခွင့်ရနေပါပြီနက်ကတော့ဖြစ်ရင်ပတ်စံနေအများကြီးရတော့မှာပါကွမမိုက်ပါနဲ့သားရဲ့ကြောင်းမထွက်ရဘူးနော်10 တန်းအောင်ကြိုးစားပါကွယ်4 သိန်း1 ယောက်လုံးရှိပါသေးတယ်4 သိန်းတောင်းမှန်လွန်းလို့ကျွန်တော်ကြောင်းမထွက်ဖြစ်ခဲ့ပါ10 တန်းကိုလည်းနှစ်ချင်းမှအောင်မြင်ခဲ့ပါသည်သို့တော့ကျွန်တော်4 သိန်းကိုဆက်ဒုက္ခမပေးချင်တော့4 သိန်းမှာညီမလေး2 ယောက်အတွက်တာဝန်ရှိသေးသည်ကျွန်တော်ဒီဘဝအတွက်အကောင်းဆုံးနီလန်းကိုတွေ့တော့ကစစ်တပ်ကတော်ဘူလောင်းတင်နန်းကိုရှောက်ထားခဲ့ပါသည်ကျွန်တော်စူးစမ်းမှုကြောင့်စစ်တပ်ကတော်တက်ခွင့်ရခဲ့သည်ထိုအချိန်မှစ၍ဇာတိမြို့နဲ့ကျွန်တော်အိမ်ကလေးကိုစွန့်ခွာထွက်ခဲ့သည်မှာယခုအချိန်ထိပါပင်ကျွန်တော်စစ်တပ်ကတော်တက်နေသည့်အချိန်တွင်4 သိန်းနက်ကတော့ကြီးလုံးလုံးဖြစ်နေခဲ့ပြီ4 သိန်းစူးစမ်းမှုကြောင့်နတ်လောကမှာဝင်ဆက်နေပြီသူရောက်ချင်တဲ့ပန်းနိုင်ကိုရအောင်အရသွားနိုင်ခဲ့သည့်4 သိန်းအတွက်ကျွန်တော်ဂုဏ်ယူပါသည်4 နှစ်တက်ရောက်ပြီးဘိုးတင်နန်းစင်းပွဲကိုကျွန်တော်က4 သိန်းအားလာရောက်စေခြင်းသည်သို့တော့4 သိန်းတင်နန်းစင်းပွဲကိုရောက်မလာခဲ့ပါမြို့ကဆွေနီးမျိုးဆက်တော်သောလင်မယားကိုသာကျွန်တော်အုပ်ထိန်းသူအဖြစ်လွှတ်ပေးလိုက်သည်သူတို့နဲ့စာတစောင်ရေးပေးလိုက်သည်တားရီတားစစ်ဘိုကြီးဖြစ်သွားတာ4 သိန်းပြောလိုက်တာကွယ်တင်နန်းစင်းပွဲကိုတော့4 သိန်းမလာတော့ဘူးလေ4 သိန်းကမိမရှာကြီးလေတင်နန်းစင်းပွဲမှာ4 သိန်းအတွက်တားမျက်နှာငယ်ရမှာစိုးလို့ပါကိုအေးမြင့်နဲ့မတ်တင်ပိုင်းလင်မယားကိုလွှတ်လိုက်တယ်တို့အမျိုးထဲမှာလဲလူလူတူတူဆိုလို့သူတို့လင်မယားပဲရှိတာလေတားစစ်ဘိုဝတ်စုံနဲ့ဓာတ်ပုံလှလှလေးသာရိုက်ပေးလိုက်ပါအေးလဲ10 တန်းအောင်ပြီထွေးရ8 တန်းသူလဲစာတော်တော့အောင်မှာပါတူတွေဓမ္မတွေထွန်းပေါအောင်မြင်တာမြင်ရတာနဲ့4 သိန်းဝမ်းသာလာပါပြီအိမ်လဲအစ်စ်ပြင်ဆောက်တော့မယ်သားကြီးဘိုးတင်နန်းစင်းပွဲကိုရောက်မလာခဲ့တော့4 သိန်းတီကျွန်တော်မင်္ဂလာဆောင်ကိုလည်းမလာခဲ့ပါနတ်ပွဲတွေလက်ခံထားတာများနေလို့မအားလို့မလာနိုင်ဘူးဆိုကလက်ဖွဲ့ငွေပဲပို့ပေးခဲ့သည်ကျွန်တော်သိပါသည်စစ်ဘူဖြစ်နေသောတူတော်မောင်မျက်နှာငယ်မှာစိုးလို့သူ့ရဲ့မိန်းမရှာအသွင်တရံကြီးနဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်မြို့မှထွက်ခွာလာပြီးနှစ်ပေါင်း20အတွင်းကျွန်တော်လည်းမြို့ကို3 ခေါက်ပဲပြန်ရောက်ခဲ့ပါ၏4 သိန်းဤစူးစမ်းမှုကြောင့်ကျွန်တော်တို့အိမ်လေးမှာ2 ထပ်နံကတ်တိုက်ခန့်အိမ်လေးဖြစ်နေပါပြီအိမ်အောက်ထပ်ဤ3 ပုံ 4 ပုံမှာ4 သိန်းဤနှက်ခမ်းဖြစ်နေပါသည်4 သိန်းတီလည်းကနားစည်းအဖြစ်ဖြင့်ဝါရင်နက်ကြော်ကြီးဖြစ်နေကတပည့်တပန်းများကိုးကွယ်စည်းကပ်သူများဖြင့်ခန့်ထည်နေပါပြီမာမီဟုလေးစားစွာအခေါ်ခံရသောဘဝကိုရောက်နေလေပြီအရှိန်အဝါကြောင့်4 သိန်းကိုခါတို့ပြီးစနောက်မိသူများလည်းမရှိတော့ပါမိမရှာတယောက်ဖြစ်တော့လဲကိုရေရပန်းနိုင်ကိုရအောင်သွားပြီးကြီးပွားအောင်လုပ်နိုင်သည့်4 သိန်းကိုကျွန်တော်လေးစားမိပါသည်ညီမလေး2 ယောက်လည်းဘွဲရပညာဆုံးကအိမ်ထောင်အတီးတီးကျသွားကြပါပြီမနစ်ကအသက်64 နှစ်အရွယ်မှာ4 သိန်းကွယ်လွန်သွားခဲ့ပါသည်ညီမအကြီးအေးကသူ့ယောက်ျားဇာတိအထက်အညာမှာအပီးတိုင်အခြေချတော့မည်ညီမငယ်ထွေးကလင်မယား2 ယောက်လုံးဝန်ထမ်းမှုမြို့တစ်မှာမြေကွက်ရသည်ရသည့်မြေကွက်ပေါ်တွင်အိမ်ဆောက်ခြင်းသည်လက်ရှိအိမ်လေးကိုရောင်းချပြီးအမွေခွဲချင်ပါတယ်လို့ကျွန်တော်ကိုဖုန်းဆက်ပြောကြသည်ညီမလေးတို့သဘောပဲလေကိုအတွက်မလိုပါဘူးကိုမယူပါဘူးညီမလေးတို့2 ယောက်ပဲခွဲယူပါအိမ်ကိုရောင်းဖို့စီစဉ်လိုက်လက်မှတ်ထိုးပေးဖို့အတွက်ကိုခွင့်ယူပြီးလာခဲ့မယ်အိမ်ရောင်းချရန်ပြောဆိုစီစဉ်ပြီးဖြစ်ပါ၍သဘောတူစာချုပ်တွင်လက်မှတ်ထိုးပေးရန်ကျွန်တော်ဇာတိမြို့ကိုပြန်လာခဲ့ခြင်းဖြစ်ပါသည်ရောက်သည့်ညနေမှာပင်အိမ်အယောင်းဝယ်ကိစ္စပြီးစီးသွားပါသည်ပစ္စည်းများကိုကြိုတင်သိမ်းဆည်းထားပြီးဖြစ်ပါသည်ကျွန်တော်တို့တီအိမ်မှထာဝရဖယ်ခွာပေးရတော့မည်ညမငယ်ထွေးကဓာတ်ပုံတစ်ပုံကိုကျွန်တော်လက်ထဲထည့်ရင်းပြောသည်အိမ်ရှင်းတော့အကြောင်ထဲကထွက်လာတာကို4 သိန်းငယ်ကအလှူမှာကနေတဲ့ပုံ
ကိုအမှတ်တရသိမ်းချင်ရင်ယူသွားလေကျွန်တော်ဓာတ်ပုံကိုယူကြည့်လိုက်သည်တရက်ယောက်ကခါတို့လိုက်ပုံရပါသည်လေးသိန်းသည်လူတွေကြားထဲတွင်ကွေးနေအောင်ကနေသည်ဘေးကလူများကလေးသိန်းကိုရေမောလျက်ကြည့်နေကြသည်ကျွန်တော်ရင်ထဲကစူးသည်လှုပ်လာပြန်၏6တန်းနှစ်ကမြင်ခဲ့ရသောအဖေနှင့်လေးသိန်းတို့အပေးယူလုပ်နေသည့်မြင်ကွင်းကိုမြင်ရောင်လာသည်ကိုအသက်ကြီးလာတော့လေးသိန်းရောင်တတ်တာပျောက်သွားတယ်သိလားလေးသိန်းမကြမ်းမှာတော့လေးသိန်းစိတ်ကြည်လင်အောင်ဆိုပြီးညီမလေးကခါတို့ပြီးစဖို့သေးတယ်လေးသိန်းလုံးဝမရောင်တော့ဘူးနေစမ်းမှသမီးရဲ့တဲ့ပြန်ပြောတယ်ကျွန်တော်ပြောမှဖြစ်ပါတော့မည်ပြောလိုက်ပါတော့မည်ညီမလေးတို့ကိုပြောကြရှိတယ်လာထိုင်အောင်ညီမနှစ်ယောက်ကအံ့ဩဟန်ဖြင့်ကျွန်တော်အနာလာထိုင်သည်မင်းတို့လည်းလာနားထောင်ရင်ထောင်ကြလေကျွန်တော်ကပြောလိုက်တော့ရောက်ဖနှစ်ယောက်လည်းအနားရောက်လာပါသည်လေးသိန်းအကြောင်းကိုပြောပြမလို့ပါကို6တန်းနှစ်ကပေါ့အဲ့ဒီတော့ကအကြောင်းစောဆင်းလိုက်တော့ကိုအိမ်ကိုစောပြန်လာတယ်အဲ့ဒီမှာအဖေနဲ့လေးသိန်းတို့အဖြစ်ကိုမြင်လိုက်ရတာပဲကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးဟစ်ကျဲစကားအချီအချပြောနေတဲ့ကိုကြားလိုက်ရပါသည်မလုပ်ပါနဲ့ဟဲ့မလုပ်ပါနဲ့ငါတောင်းပန်ပါတယ်မြဆောင်ရဲ့လုပ်ပါဟာငါမနေနိုင်လွန်းလို့ပါဟင်းမရဘူးအဖေနဲ့လေးသိန်းဘာဖြစ်နေကြပါလဲဟုသိချင်စိတ်ဖြင့်အိမ်အနီးကိုခတ်တိုးချိခတ်ကထရန်ပေါက်မှချောင်းကြည့်လိုက်ပါသည်အဖေကလေးသိန်းစီကအရက်ဖိုးတောင်းနေခြင်းဖြစ်ပါသည်လေးသိန်းကခါကြားထဲတွင်လိတ်ထည့်ထားသောပစံကိုအဖေယူမှစိုး၍ခါလေးကိုလိန်ကျစ်ပြီးရှောင်နေသည်အချောက်မှငါကောင်းကောင်းပြောနေတာနော်အဖေကစိတ်မရှိသလိုអော်လိုက်ကလေးသိန်းကိုတို့လိုက်သည်လေးသိန်းကမပေးဘူးဟုអော်ရင်နောက်ဆုတ်သွားသည်အဖေကအံ့အားသင့်သွား၏ဟင်အချောက်မှငါခါတို့တာနေမရောက်ပါလားအဖေကလေးသိန်းရောင်လျင်လေးသိန်းစီကပတ်စံကိုလူမီဆိုသည့်အကြမ်းနဲ့လေးသိန်းခါကိုတို့လိုက်ခြင်းဖြစ်ပါသည်နေဘာလို့မရောင်ရတာလဲတင်သိန်းမရောင်ပါဘူးဘာလို့ရောင်ရမှာလဲနင်ခါတို့ရင်နင်းရောင်တယ်လေအေးအဲ့ဒါတကယ်ရောင်တာမဟုတ်ဘူးတမင်ရောင်ချင်းရောင်ဆောင်းနေတာရောင်ချင်းရောင်ဆောင်းနေဟုတ်တယ်ငါရောင်ရင်လူတွေပျော်မှန်းသိလို့တမင်ရောင်တတ်တဲ့ရောင်ဟန်ဆောင်နေတာဟဲ့ငါရောင်မှငါ့ကိုအလုပ်ပေးကြမှာအလုပ်လုပ်ခိုင်းကြမှာလေအဲ့ဒါကြောင့်မရောင်တတ်ပဲရောင်တတ်ရောင်ဆောင်းတာဘာဖြစ်သေးလဲငါတူမတွေကိုထမင်းဝအောင်ကျင်းနိုင်ဖို့ငါအလုပ်မပြတ်အောင်ရောင်တတ်ချင်ရောင်ဆောင်းနေရတာသိပြီလားဟမ်အချောက်မနင်တော်ညံများပါလားဟုတ်တယ်ညံများရတယ်တကယ်တော့ငါကရောင်လို့တောင်းမရောင်တတ်ဘူးဟာအဖေကရုတ်တရက်အော်ရဲလိုက်သည်နင်လျှက်ဝက်ချက်ကိုငါသိပြီကန်တူးမနင်လိန်စားနေတာတွေကိုငါဖော်ထုတ်ပစ်လိုက်မယ်ဟာဒီတခါမျက်နှာထားပြောင်သွားသူကလေးသိန်းမလုပ်ပါနဲ့ဟဲ့အဲ့ဒီလိုမလုပ်ပါနဲ့ဒီဟာလေးနဲ့ငါတူမတွေကိုလှုပ်ကျွေးနေရတာပါမပြောပါနဲ့ဟဲ့လေးသိန်းကတောင်းပန်ရတဲ့ဘဝရောက်သွားရပါလိမ့်ပြီအေးမပြောစီချင်ရင်ငါ့ကိုအရက်ဖိုးပေးဒါပဲရော့ဟဲ့ရော့မြို့စို့မကြေမနက်နဲ့ပင်အဖေတောင်းသောအရက်ဖိုးကိုလေးသိန်းပေးလိုက်ရပါပြီခဏနေတော့အဖေသည်အောင်နိုင်သူစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားသောအဖေကိုလှမ်းအော်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတွေဘယ်သူမှမသိစေနဲ့နော်ဟဲ့မြဆောင်ငါပြောတာကြားရဲ့လားဘယ်သူမှပြန်မပြောနဲ့နော်အဲ့ဒါပဲညီမလေးတို့ရဲ့ဟင်ဒါဖြင့်လေးသိန်းကအေးတို့ကိုရှာကျွေးချင်လို့တသက်လုံးရောင်တတ်ချင်အောင်ဆောင်ခဲ့တာပေါ့နော်ကျွန်တော်နောက်ကျောင်းပြန်စကားကိုနားထောင်ပြီးညီမလေးနှစ်ယောက်လုံးမျက်ရည်ဝိုင်းလာကြသည်ရောက်ဖတွေလည်းမျက်ရည်မကောင်းကြရောင်လို့တောင်မရောင်လက်ဖူးတယ်လားလေးသိန်းရဲ့ဖြစ်မဖြစ်ရလေလေးသိန်းရဲ့ညီမနှစ်ယောက်လုံးရှိုက်ကြီးတငင်ငိုနေကြပါပြီငိုကြအားရပါရငိုလိုက်ကြညီမလေးတို့ကိုကတော့အဲ့ဒီနေ့ကလေးကဝအောင်ငိုခဲ့ပြီးပါပြီကွာစာရေးသူဆောင်းလူလင်းရဲ့မြက်လက်တက်ပေးမဲ့ရေစီးကကျန်းနေဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်လုပ်ပြီးပါပြီရှင်ခန်းစားနာဆင်ပေးကြသူစာချစ်သူပရိသတ်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်